Hello အားလုံးပဲမင်္ဂလာပါရှင်မေသရီကိတ်ဆန်ဘက်ဂရီမှာပြန်လက်ကျဆိုပါရရှင်မင်တို့အခုရောက်ရှိနေတာလေးကတော့ဘိုးရန်ဒေတာကြီးလက်ဗရန်မြို့နယ်စင်မနီအုပ်စုမိုးစရွာမှာရှိတဲ့ရှေ့ရတဲ့သားလေးရဲ့မွေးနေ့တွက်ပါဆိုပြီးတော့သုံးတက်ကိတ်ကြီးနဲ့ငွေသား6သိန်းပန်းစီမာယူထားတာလေးကိုတားရပို့ဆောင်ပေးတာလေးပဲဖြစ်ပါတယ်ရှင်ဘသူတွေဖြစ်ပြီးတော့ဘလို့တွေပြောကြကောင်းမလဲဆိုတာကိုတော့မင်နဲ့အတူရင်ခုန်စွာလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင် Hello Penny big mouth.